တွေးကလူကိုလေးစေတာစိတ်ကိုလေးသွားတာရောအတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာသိရကိုယ်အတွေးကိုမသိလို့ तू ကတွေးနေတာအတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရဲ့လားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားထိုင်တဏှာရီလောက်တရားထိုင်ဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချနဲ့ဟိုငါသွားရင်ငါအိမ်ကသမီးလေးဘယ်လိုလုပ်မလဲမြည်လေးဘယ်လိုလုပ်တရားထိုင်နေနဲ့အတွေးတွေနဲ့ပတ်ချလဲတဏှာရီကို45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကျန်တော့ငါတွေးနေပါလားလို့သိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမှားတွေများခေါင်းထဲမှာထဲတိုင်းအတွေးမှားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ဒါမလို့ပစ္စည်းဝတ္ထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝတ္ထုကိုထမ်းရင်ဆိုင်အကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားလေးပါအတွေးမှားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးပါဒါကြောင့်အတွေးတွေထမ်းမထားရဘုန်းကြီးဇင်းစတိုရီအမှလာတဲ့မဟာယာနဗုဒ္ဓဇင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်ကိုရီးယားဘုန်းကြီး2ပါးမဟာယာနဘုန်းကြီး2ပါးခရီးအတူတွားကြတာခရီးတူသွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိအဲ့ဒီချောင်းကိုဖြတ်တော့ချောင်းဘေးနားမှာအဲ့ဒီချောင်းကိုကူးဖို့ခက်ခဲဖြစ်နေတဲ့ဒကမတယောက်တွေ့အမျိုးသမီးတယောက်ဒကမလည်းရေစည်းတန်တော့မကူးရဲ့မကူးရတော့အကူကြီးတောင်းဖို့ကြတော့လေဘယ်သူမှမလာဘူးတော်တယ်ဆိုဘုန်းကြီး2ပါးဖြတ်လာရှင်မြတ်အာနာပါတယ်ဖေဟာတပည့်တော်အကူကြီးပေးပါဟိုဘက်ကူးဖို့ခက်ခဲနေလို့ပါဖေဟာဆိုဘုန်းကြီး2ပါးကလည်းဝိနည်းရလည်းရှိတော့သူ့ကိုကြည့်သူ့ကိုသူကြည့်နေနည်းအင်တင်လုံးအဲ့တော့ဒီဘက်ကတပါးခဲမထူပါဘူးဖေဟာဒုက္ခရောက်နေတပည့်တော်ပဲအာဘသိခံပြီးကူးပေးပါမယ်ဒကမဘုန်းကြီးကိုကြောပိုးပါဆိုဂုံးပိုးပြီးတော့ဒကမကိုကူးပေးလိုက်တယ်ဟုတ်ဘက်ကန်းကူးပေးပြီးတော့အဲ့ဒီဒကမလမ်းဟိုဘက်ကမှထားပြီးတော့ဘုန်းကြီး2ပါးခရီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကဘုန်းကြီးကပေါက်ဖောက်တာအပြစ်တွေပြောတာကိုရောဘုန်းကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ဒကမအဲ့လိုပိုးရတာရှင်ဘုရားအာဘသိမှမကြောက်ဘူးလားရှင်ဘုရားမကောင်းဘူးဖေဟာအမြဲတမ်းတပြစ်တောက်ပြောတလန်းလို့ဒီဘက်ကဘုန်းကြီးကသူ့ပြစ်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တစ်ခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်အရှင်ဘုရားနော်အဲ့တုန်းကဒကမကြောပို့ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်တပည့်မပြောရှင်လို့ဆိုတစ်ပတ်တော့တစ်ခါပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြစ်နေသူမပြောနောက်တစ်လလောက်နေတဲ့တစ်ခါတွေ့တယ်ရှင်ဘုရားနော်အဲ့တုန်းကဒကမပိုးတာမကောင်းဘူးတပည့်တော့မပြောချင်ဘူးဖေဟာပြောတော့မယ်တစ်လားနောက်တစ်ခါ6လလောက်နေတစ်ခါထပ်တွေ့တယ်ရှင်မြတ်တပည့်တော်မပြောချင်ဘူးဖေဟာတဲ့အဲ့တော့ကအရှင်မြတ်ဒကမကြောပိုးပြီးတော့ဟိုဘက်ကပို့သွားတာမကောင်းဘူးဖေဟာ6လအထိလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နေတစ်ခါထပ်တွေ့တယ်ရှင်မြတ်တပည့်တော်မပြောချင်ဘူးဖေဟာမပြောချင်ဘူးလားပြောတာတစ်နှစ်တော့အထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟိုတုန်းကဘာမှမပြောတစ်နှစ်ကျော်တဲ့ဒီသူပြောလို့မပြီးသေးတော့ပြန်ပြောတယ်ရှင်ဘုရားတဲ့တကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးတာတော့ဟုတ်တယ်ဗျာတဲ့အဲ့တုန်းကတော့အာဘသိတာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတည်းကတပည့်တော်ခေါင်းထဲမှာအဲ့ဒီကိစ္စမရှိတော့ဘူးဗျာတပည့်တော်ကအဲ့ဒီတည်းကဟိုဘက်ကမ်းမှာထားခဲ့တကယ်ထမ်းထားတာအရှင်ဘုရားကခုထိထမ်းတာတော့ဗျာဩကြည်စမ်းမှန်လိုက်တာနော်